안녕하세요. Korean language sharing and learning channel에서 원영합니다. 제အရင်ပတ်ကနုံကဒီသင်ခန်းစာဒီစာလေး장ဖတ်တဲ့ဟာပြီးတော့ရင်မို့လို့ဒီနေ့ကတော့ 어휘ကိုဆက်တော့မယ်. 어휘가ကြတော့교시မူကော교시가 사သင်ခန်းကိုပြောတာပါ. မူကောကပစ္စည်းတွေ. 교시မူကောဆိုတော့စာသင်ခန်းထဲမှာထားတဲ့ပစ္စည်းတွေကိုပြောတာပေါ့နော်. ဟုတ်ပြီဆိုရင် meaning လေးတွေကိုတော့ကြည့်အောင်ပါ. meaning လေးတွေကပထမဦးဆုံးတစ်ခုကကြတော့ 문가တကယ့်ဘောက်ကိုပြောတာပါ. တကားဘောက်ပြီးလို့ရှိရင်옷걸이 옷걸이 옷걸이가အဝတ်ချိတ်အဲ့ဒါကအဲ့ဒီစလုံးကိုခြေလို့တစ်ခေါက်ပြန်ခွဲရလို့ရှိရင် 옷가အင်ကြီးအဝတ်စားကိုပြောတာပါ. ပြီးရင်နောက်တစ်ခု걸다걸다가ကြတော့ချိတ်တာမျိုးပြောတာပါ. အဲ့တော့ချိတ်တီဆွဲတီကိုပြောတယ်. အဲ့ကြတော့ 옷걸이가ကြတော့ဘာကိုပြောရလဲ? အဝတ်ချိတ်. အဲ့ဒါပြီးရင်curryကကြတော့ပုံကိုပြောတယ်. curry가ပုံ ပကြီးကားကိုပြောတယ်ပေါ့နော်. ပြီးရင်ဒါလျော့ကပြက်ခဲ့တယ်. အဲ့ဒါပြီးရင်칩판가ကြောက်တင်ပုံ. 본피ကမြေပြူ. 텔레비전가 television TVကိုပြောတာ. 지도ကတော့ရှေ့မှာလည်းပါပြီးသားမြေပုံကိုပြောတယ်. 창문가ပဒင်းပေါက်. ဒါတော့အပေါက်တွေနဲ့ပတ်သက်ရင် 문ဆိုတဲ့စလုံးလေးပါတတ်တယ်ပေါ့နော်. ဒီမှာကတော့ 창문,ဒီမှာကျတော့ 문. ပြီးရင်နောက်တစ်ခုကကြတော့စာသင်ခန်းထဲမှာဆိုတော့ဘာတွေရှိမလို့? စပွဲတွေရှိမယ်. ကြတော့စပွဲကကြတော့ 책상가စပွဲ. ဒါအရင်တစ်ခါလဲပါပြီးသားပဲเนาะ. ပြီးရင် 의자, ထိုင်ကုန်နေကြဘယ်လိုပြောလဲဆိုတော့ 의자. 의가 의자아가자 의자. ရမယ်နော်. ဟုတ်ပြီဆိုလို့ရှိရင် 교시무거 စာသင်ခန်းထဲမှာထားတဲ့ပစ္စည်းတွေကိုတစ်ခေါက်ပြန်ပြောရလို့ရှိရင် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် 제로어버마데미다 미니네고마 아리아우마가レジンが録하나가 여러분 교실에 무엇이 있습니까? 수십시오. 여러분의 루치미노의 교실에 사딩간에마 무엇이 바리가 있습니까? 바리 시바들레 수십시오. 예배바 번호. 자로 사딩간에마 꾸에 사딩간에마 수인 바리 시바들레 예배바 소비로 인사카이나 번호. 비엔 너도쿠 디카마가 미니야 너도 뮤바데 말에 형용사가ကြတော့ quality verb တွေကိုပြောတာပါ. အရေးသွေးပြတဲ့ကရိယာတွေပေါ့နော်. 형용사မှာပထမဦးဆုံးသင်ခန်းစာမလို့နောက်က e တက်တာပေါ့နော်. 형용사မှာပထမဦးဆုံးတစ်ခုကကြတော့ 만다. 마아 나하တက်ကဘာတန်ထွက်မလဲ? နားတန်မဲထွက်မှာဆိုတော့ 만다가ကြတော့ များသည်. 자로 သူ့ရဲ့ဆန့်ကျင်ဘက်က 적다. 내디. သူ့ရဲ့ဆန့်ကျင်ဘက်က 적다, 내디. အဲ့ဒါပြီးနောက်တစ်ခုက 크다가 지디, 작다가 ngedi. ဟုတ်ပြီနော်. ဒီကကြတော့ 내다가 적다, ng에다가 작다. 두노. ပြီးရင်နောက်တစ်ခုကကြတော့ 날씨가 춥다. 야디우루ကောင်းတယ်ပေါ့နော်. အဲ့ကြတော့ရှေ့က 날씨가 야디우루လို့ဆိုတဲ့စလုံးမှာပါလဲ. နောက်က 춥다가ကောင်းတာကိုပြောတယ်. ဟုတ်ပြီနော်. အဲ့ဒါပြီး 날씨가 나쁘다. 야디우루မကောင်းဘူး. 야디우루ဆိုးတယ်ပေါ့. အဲ့ကြတော့ 나쁘다가ဆိုးတာကိုပြောတယ်. ဆိုးွားတာကိုပြောတယ်. 자, 날씨가 춥다. 야디우루ကောင်းတယ်. 날씨가 나쁘다. 야디우루မကောင်းဘူး. ရမယ်နော်. ဟုတ်ပြီအဲ့ဆိုလို့ရှိရင် 형용사리ပြန်ပြောရရင် 만다가များသည်. 적다, 내디. 크다, 지디. 작다, ngedi. 날씨가 춥다. 야디우루ကောင်းသည်. 날씨가 나쁘다. 야디우루 소디. ရမယ်နော်. ဟုတ်ပြီအဲ့ဆိုရင် meaning တွေပြီးသွားလို့ရှိရင် အဲ့ဒီအောက်မှာပါတဲ့အိမ်စာကိုသွားကြည့်အောင်ပေါ့နော်. 어휘 문법가자로 그림은 보고 뻥고 집이러 많은 문제는 만의 사자말 오표시로 하십시오. 맞아요? 오등기다올로비바 그림은 보고 뻥고 집이러 많은 문장 수라가 사장고 뼈라봐. 문장가 와자고 뼈라.
자라 많은 문제는 만에 와자 만에 사장마 오표시로 하십시오. 오등기다 올로비바 로벼라. 야면은 저러 보기만 솔루션 사업가 나오래 비타래. 아이로 비타래 사장 나장가 책이 많습니다. 사업이 많아바래. 책이 좋습니다. 사업이 내바래. 아미아이 미시우 네네리 베시라 몰로 좋습니다. 내래 소래 만에 사장마 오등기다를 로비타래 야면은 အဲ့ဆိုရင် A ပေါ့နံပါတ်1ကိုကြည့်အောင်နံပါတ်1ကကြတော့TV ပုံပေါ့နော်ခါကြတော့ထားလေးပေးကြောနေ TV ကခုမီတာကြီးပါတယ်ထားလေးပေးကြောနော်ဂျက်စမီတာ TV ကငယ်ပါတယ်အဲ့တော့အခက်အနေထားကိုကြည့်ပြီးတော့ TV ကိုကြည့်လိုက်တော့ TV ကကြီးတဲ့ထဲမှာပါတာမို့လို့ထားလေးပေးကြောနော်ခုမီတာမှာပါတင်ဂီတာလုပ်ပြရမလဲ။အိုဖြူရှိအိုတင်ဂီတာလေးလုပ်ပြရမယ်နော်။အဲ့ဒါပြီးသွားလို့ရှိရင်နောက်နံပါတ်2ကကြတော့မိုးရွာနေရပေါ့နော်ကြတော့နာရှိကဂျိုစမီတာရာဒီဥရုကောင်းပါတယ်နာရှိကနာပုတ်မီတာရာဒီဥရုမကောင်းပါဘူးရာဒီဥရုကမကောင်းဘူးမကောင်းတာမို့လို့နာပုတ်မီတာမှာပါတင်ဂီတာလုံးမလဲအိုဖြူရှိလုပ်ပေးမယ်ရမယ်နော်အဲ့ဒါပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့အေးဘူးကဘယ်နှဘူးတောင်ပေးထားတော့၄ဘူးတောင်ပေးထားရဆိုတော့များတယ်ဒါတော့ juice အေးကဘယ်လိုပြောလဲ juice ကမန်စမီတာအေးတွေများပါတယ် juice ကဂျော့စမီတာအေးကနည်းနည်းလေးပဲရှိပါတယ်တဲ့များတာမို့လို့မန်စမီတာမှာပါတင်ဂီတာလုံးမလဲဟိုတင်ဂီတာလုပ်ပြီးရပါပြီဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ဒီနေ့ကအခန်း2ရဲ့ OW တွေပြီးသွားတာဖြစ်ပါတယ်ဒီနေ့တော့ဒီထိပါပဲเนาะ감사합니다